တာလီစားပါရှိုင်းမြေတော့ကျွန်တော်တို့ဟဲကိုမခွာပေးနဲ့ဘာဝစီတီလေးဖို့ဆိုကေဇာဗန်နေစနေနဲ့နေပြီးသားကေလေးလိုရလေးဆိုကိုကျွန်တော်ဒီဗီဒီယိုရှင်မှာအဆုံးထိနေပြီးသားကေပရာပီထားပါရဲ့နော်ပီစတောင်ကကျွန်တော်တို့နေပြီးသားကေဇာဗိထားပြီးသားကေဖောက်ရလေးဆိုကိုပါကျွန်တော်နေပြီးသားကေအဆုံးထိနေပြီးသားကေလောပရာပီထားပါရဲ့ကျွန်တော်တို့နံပါတ်1ကိုက propose ဆိုကေပီစတောင်ဇာဗိထားကိုကျွန်တော်တို့နံပါတ်3ကို propose နံပါတ်2ကို propose ဆိုကဇာဗိထားဖို့ဆိုပါကျွန်တော်ဒီဗီဒီယိုရှင်မှာအဆုံးထိလောပရာပီထားပါရဲ့နော်ကျွန်တော်တို့ပီစတန်နံပါတ်1ကိုလေ့ရှန်လားနံပါတ်2ကိုလေ့ရှန်လားနံပါတ်2ကိုလေ့ဖို့ဆိုရင်ကျွန်တော်တို့နေပြီးသားကပီစတန်ကိုအထမတောင်းထားပါဗောနော်ရပဲမဟုတ်ဘဲနဲ့ကျွန်တော်တို့တတိမထားဘဲနဲ့တပည့်ထားလိုက်ဖို့ဆိုကေလီပရက်ရှာထိုးရရှင်မှာအထက်ကနေပြီးသားရှိန်လေပြီးသားကဒီပီနီယရှိတီကျိုးရပါတယ်ကျွန်တော်အခုနေပြီးသားကဖောင်းနေစားကတော့နံပါတ်2ပီစတန်ကိုအထကိုတောင်းတောင်းမနာကျွန်တော်တို့နေပြီးသားကလီပရက်ရှာထိုးပြီးသားကကျွန်တော်တို့နေပြီးသားဒီဘာစပရင်ကိုဖီပြီးခါမရာနေပြီးသားကအထက်ကကိရှင်နခုကိုနေပြီးသားဖောက်လို့ရပါဗောနော်ကျွန်တော်တို့ဒီရစပရင်ကိုဖောက်ပြီးခါမှရစပရင်အောက်မှာကျွန်တော်နေပြီးသားကအဝိဇီဆိုစပါပါတယ်ရအဝိဇီပါလေရအဝိဇီကိုနေပြီးသားကလေးဖို့တော့နဲ့ကျွန်တော်နေပြီးသားကလုံနေစပါကျွန်တော်တို့နံပါတ်2ပစ္စတမှာလီပရက်ရှာထိုးလို့ဟိကေကျွန်တော်တို့နေပြီးသားကဘော့တိုင်နေပြီးသားကလေးရှောင်းနေပြီးသားကလေးလို့ရပါရဲ့နော်ရပါတယ်ကြကေကျွန်တော်တို့နေပြီးသားကအန်လဲဘောမိန်ဘောနေပြီးသားကလေးခုလို့တခါလေးလေးလို့ရပါတယ်တခါကြီးနေပြီးသားကလေးလို့ရပါတယ်ကျွန်တော်အခုဖောင်းနေပြီးသားကဘာအဝေးစီးချေကိုနေပြီးသားကလေးဖို့တော့နဲ့နေပြီးသားကလုံနေစပါကျွန်တော်အခုနေပြီးသားကလာရှိလုံနေကာတော့အောက်တီကားတစီဖိုက်ပါတယ်အောက်တီနေပြီးသားကဂျူဖိုက်ပါကစတမကကြကေကျွန်တော်တို့နေပြီးသားကဟဲမဖောင်းပင်းနဲ့ဒီပဲနေပြီးသားကလောက်ပြီးဆိုလို့နေပြီးသားကဒီပဲလောက်ပြီးအခန်းဖိုက်ပါရဲ့နော်ကျွန်တော်တို့ဟဲကိုခွာပြီးသားကလေးလိုရပါတယ်ဒီပဲကတော့အခုပဲနေပြီးသားကျွန်တော်ဗီဒီယိုရှစ်တီနေပြီးသားကတောင်ပြီးစကားလေးတော့အခုမှကောက်ဝရှော့ပညာကိုစာပြီးတော့လေးလာနေခဲ့တယ်ညီကိုတိတရာကျွန်တော်နေပြီးသားကရီဇူပြီးလို့နေပြီးသားလောက်ပြီးအခန်းဖိုက်ပါရဲ့နော်အခုပဲလောက်တဲ့စာသမားတီကိုလည်းဂါရဝအလင်းနဲ့ထားပါရယ်ကျွန်တော်ဗီဒီယိုရှစ်တီကိုအဆုံးတိကပြီးခါခဲ့တယ်ညီကိုတိလေးနေပြီးသားကနေစနေတစုံတရာရဖို့လို့ကျွန်တော်နေပြီးသားကမျောလန့်ပါရယ်ကျွန်တော်ဗီဒီယိုရှစ်တီကိုအဆုံးတိနေပြီးသားကပြီးခါခဲ့တယ်တယောက်ချောင်းစီကိုလည်းကျေးဇူးအများကြီးတောင်းပါရယ်ခါရပါ